တဲ့သားရေအောက်ကိုဆင်းခဲ့စမ်းပါနောက်မှလှုပ်လို့ရတယ်ရပါတယ်အမေရဲ့ဒီလောက်ကတော့တားလုံနိုင်ပါတယ် Oh my god wow တားကအားကိုးရတယ်နော်နေပူတာတော့အလုံးလုံးနေတော့မယ်အမသားလေးကအရက်နဲ့လဲတောက်ဖို့သူ့ပြားတွေတက်ခွာနေတာဟေ့ပြောလို့လည်းမရဘူးကူပြောပေးပါဦးထမင်းစားတာထိုင်စားသမ်းပါသားရဲ့မိဘလှုပ်စာထိုင်စားတဲ့ကောင်လို့အပြောမခံနိုင်လို့ပါအမေဒီကောင်လေးစောက်လုပ်ကိုတော့လက်ကြောတင်းအောင်မလုပ်ဘူးအရက်ဆိုင်မှာကြာရင်တော့ခွက်ချင်းတိုက်ပြီးချီရအောင်မြင်ပါစေတဲ့ငါမပြောလိုက်ချင်ဘူးအောင်ဖွာအောင်စဘူးနဲ့ငါနဲ့ညာခါလေးတဲ့ရောက်ဖွာရွာတွေကတုတ်ပြီးဓာပြီးတယ်ဆိုလို့မသေးဘူးထင်တာအခုတော့ဆုံးချပြီဥအတက်ပေါက်လို့ဆေးရုံတင်တာဘိုက်ခွဲမရလို့မကောင်းတက်လို့သာအလုတ်လုတ်နေရတယ်ဝါသနာပါတာဆိုလို့အိတ်တာနဲ့စားတာပဲရှိတယ်ဘီဒင်ဆရာဟောတာဒီနှစ်စမ်းထမယ်တဲ့အခုဆိုညဘက်တွေမီးမလာလို့အမှောင်ထဲမှာစမ်းပြီးထသွားနေရတယ်